တက်ဆက်ပြည်နယ်မှာရှိတဲ့ Emotic ဆိုတဲ့ကုမ္ပဏီဟာစက်တနက်တွေမိုင်းတွေနဲ့မီးတောက်ဖြန်းဆက်တွေလိုမျိုးလက်နက်သစ်တွေကိုထုတ်လုပ်ပြီးနယ်ပယ်မှာထိပ်တန်းကဥဆောင်နေတဲ့ကုမ္ပဏီကြီးပေါ် Desmond ကတော့အဲ့ဒီကုမ္ပဏီမှာအလုပ်လုပ်နေတဲ့အလွန်ပြင်းကြီးပြီးအမြဲတမ်းအလုပ်နောက်ကျတတ်တဲ့ဝန်ထမ်းတစ်ယောက်ပါဒီနေ့လဲသူဟာဝန်ထမ်းကမေ့ကြံခဲ့လို့ကိစ္စကအဝင်မခံတာကြောင့်စာရွက်စာတမ်းတွေအသစ်ပြန်ဖြည့်ပြီးမှကုမ္ပဏီထဲဝင်ခွင့်ရခဲ့ပါတယ်ဓာတ်လေကားထဲမှာသူနဲ့ပုဂ္ဂိုလ်ရေးရနှိစက်တဲ့စမန်တာနဲ့စုံပြီးနောက်ကျတဲ့အတွက်အနှိမ်ခံလိုက်ရပါသေးတယ် Desmond ဟာသူ့ရဲ့အထက်လူကြီးအတန်ကိုရှောင်ပြီးသူ့စပွဲစီခိုးကြောင်ခိုးဝက်သွားခဲ့ပေမဲ့အလုတ်လုံးမဲ့အစားဗီဒီယိုဂိမ်းပဲဆော့နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာအတန်ကသူ့ကိုရုံးခန်းထဲခေါ်ပြီးဒီအပတ်အတွင်းအစီရင်ခံစာမပြီးရင်အလုတ်ထုတ်မယ်လို့ရာဇတန်ပေးလိုက်ပါတယ်။ Desmond ဟာအလုတ်ထဲမှာအချိန်ဖြုံးဖို့အတွက်အလုတ်ရှုပ်နေပုံပေါက်အောင်စာရွက်ညက်ပုံ clipboard တို့ကိုအမြဲကင်ထားပါဆိုတဲ့စီကံတွေကိုလိုက်နာနေသူပါ။သူဟာဓာတ်ခွဲခန်းနဲ့တွားရင်းနဲ့ Natural ဆိုတဲ့သိပ္ပံပညာရှင်ကဝက်တီတကောင်ပေါ်မှာလက်နက်သစ်စမ်းသပ်တာကိုတွေ့ခဲ့ရပြီးတွေးတွေတောင်ဆင်ခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာတော့ Desmond ဟာတငယ်ချင်းတွေနဲ့အတူပုံပြီးစစ်လိတ်တောက်ရင်းအချိန်ဖြုံးနေခဲ့ပါတယ်။ကုမ္ပဏီကအသစ်ထုတ်လိုက်တဲ့ Resolve ဆိုတဲ့စွမ်းအင်ဖြစ်အချို့ရည်ကိုဝန်ထမ်းအားလုံးကိုဝေပေးတဲ့အခါမှာတော့ Desmond က Samantha ကိုတခြားတစ်ယောက်နဲ့တွဲတွေ့လို့တဝင်တိုပြီးအစီရင်ခံစာသွားလုပ်ဖို့အစည်းအဝေးကနေထွက်လာခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ Desmond ဟာရုံးကိုပြန်ရောက်လာတဲ့အခါထူးဆန်းတာတွေစတွေ့ရပါတော့တယ်ကိစ္စဟာခေါင်းမှာဖန်ကွက်ဆိုင်လျက်နဲ့တေဆုံးနေပြီးရုံးခန်းနေရံတွေမှာလည်းတွေးကွက်တွေနဲ့ပြည့်နေပါတယ်အတန်ရဲ့ရုံးခန်းထဲရောက်တော့အတန်ဟာဇုံအချိုရည်တွေတောက်ထားပြီးဝန်ထမ်းတစ်ယောက်ကိုခဲတံတွေနဲ့ထိုးတက်ထားတာကိုတွေးလိုက်ရပါတယ်အမှန်တော့အဲ့ဒီဇုံအချိုရည်ဟာစစ်သားတွေကိုတက်ကြွအောင်လုပ်ဖို့ထုတ်ထားတာဖြစ်ပေမဲ့အတုပ်လိုက်မှားယွင်းသွားတာကြောင့်တောက်မိသူတိုင်းဟာဒေါသတကြီးနဲ့တယောက်ကိုတယောက်တက်ဖြတ်ခြင်းနဲ့ယူသွသူတွေဖြစ်ကုန်ကြတာပါရုံးခန်းတစ်ခုလုံးဟာတက်ဖြတ်ပွဲကြီးဖြစ်နေပါပြီ။ Desmond ဟာယူသွနေတဲ့သူ့လုပ်ဖော်ကိုင်ဘက်တွေကြားကနေလွတ်အောင်ပြေးရင်စမန်တာကိုတွားကယ်ခဲ့ပါတယ်။စမန်တာဟာလည်းဇောကိုနည်းနည်းတောက်မိထားလို့ယူသွချင်တယ်လို့ဖြစ်နေပေမဲ့ Desmond ကသူမကိုကယ်ထုတ်ပြီးတန်ကြီးနောင်ထားတဲ့လှဲပေါ်တင်ပြီးခေါ်လာခဲ့ပါတယ်။လမ်းမှာတငယ်ချင်းဖြစ်သူမိုရက်နဲ့ဆုံခဲ့ပါတယ်။မိုရက်ကတော့ဘာသာရေးအရာဝါရင်းဖြစ်နေလို့အချိုရည်မတောက်ထားတာကြောင့်ပုံမှန်အတိုင်းပါပဲသူတို့၃ယောက်ဟာအဆောက်အဦထဲကနေထွက်ပြေးဖို့ကြိုးစားပေမဲ့အဆောက်အဦတစ်ခုလုံးကလုံခြုံရေးစနစ်ကြောင့်တံများတွေနဲ့ပိတ်ဆို့သွားခဲ့ပါတယ်။အောက်ထပ်ကိုဆင်းဖို့လမ်းမရှိတော့တာကြောင့်သူတို့ဟာကုမ္ပဏီပိုင်ရှင် Franklin ရှိတဲ့အပေါ်ဆုံးထပ်ကိုတက်သွားခဲ့ကြပါတယ်။ Franklin ကဒီအချိုရည်ဟာသိပ္ပံပညာရှင်တွေကလက်စားချေဖို့အတွက်ရည်ရွယ်ချက်ရှိမှားယွင်းတိုက်ကြွေးခဲ့တာလို့ဖွင့်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာအတန်နဲ့သူ့ရဲ့ယူသွနေတဲ့နောက်လိုက်တွေရောက်လာပြီး Franklin ကိုတက်ပစ်လိုက်ပါတယ်။ Desmond တို့အဖွဲ့ဟာသိပ္ပံပညာရှင် Natural စီကိုသွားပြီးစမန်တာအတွက်ဖြည့်ဆေးရဖို့ကြိုးစားရပါတော့တယ်။ဖြည့်ဆေးလုပ်ဖို့လိုအပ်တဲ့ဓာတုပစ္စည်းကတော့ယူသွနေသူတွေပြည့်နေတဲ့ကိုတောင်ထဲမှာရှိနေတာပါ။ Desmond နဲ့မိုရက်တို့ဟာပြတိုက်ထဲကရှေးဟောင်းလက်နက်တွေကိုယူပြီးကိုတောင်ထဲကယူသွသူတွေကိုတိုက်ခိုက်ခဲ့ကြပါတယ်။မိုရက်ကမီးတောက်ဖြန်းဆက်နဲ့တိုက်ခိုက်ပြီး Desmond ကတော့စက်တနက်နဲ့ပစ်ခတ်ရင်းဓာတုပစ္စည်းကိုရအောင်ယူနိုင်ခဲ့ပါတယ်။အတန်ကတော့ကုမ္ပဏီထုတ်တိုက်ပွဲဝင်ဝတ်စုံကြီးကိုဝတ်ပြီးသူတို့ကိုလိုက်လံတက်ဖြတ်နေပါတယ်။အကျိတ်အနယ်တိုက်ပွဲဖြစ်ပွားပြီးနောက်မှာတော့ Desmond ဟာအတန်ကိုမိုင်းနဲ့ထောင်ဖမ်းနိုင်ခဲ့ပြီးအဆောက်အဦကြီးတစ်ခုလုံးပောက်ကွဲမိလောင်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ရဲတွေနဲ့မိသက်သမားတွေရောက်လာပြီး Desmond နဲ့စမန်တာတို့ဟာဘေးကင်းရာကိုရောက်သွားခဲ့ကြပါတယ်။မိုရက်လည်းအသက်ဘေးကလွတ်မြောက်သွားပြီး Desmond နဲ့စမန်တာတို့ဟာမီးလောင်နေတဲ့အဆောက်အဦကြီးကိုကြည်ရင်အနမ်းပေးခဲ့ကြပါတော့တယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင် recap လေးတွေကိုဆက်ကြည့်ခြင်းရင်တော့ subscribe လုပ်ထားပြီးအသိပေးချက် notification လေးကိုနှိပ်ထားဖို့မမေ့ပါနဲ့အုံတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။